ဒီကနေ့ခေတ်မှာမြန်မာနိုင်ငံသားတွေရဲ့နေ့စဉ်ဘဝမှာအကြီးမားဆုံးစိန်ခေါ်မှုတစ်ခုကတော့ရက်စစ်မီလောင်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 မရရှိခြင်းပဲဖြစ်ပါတယ်။အချိန်ကတိုးတက်လာခဲ့တဲ့ရက်စစ်တပ်အားရရှိမှုဟာလက်ရှိနိုင်ငံရေးစီးပွားရေးအခြေအနေတွေကြောင့်တည်တည်တတ်တာကျဆင်းသွားခဲ့ရပါတယ်။စက်မှုဆောင်တွေမှာစက်ရုံတွေရပ်နာရလုပ်ငန်းတွေဆုံးရှုံးရကျောင်းသားတွေစာမကျက်နိုင်အိမ်တော်စုတွေညဘက်မှာခက်ခဲကြရတာဟာကျွန်တော်တို့နေ့စဉ်ကြုံတွေ့နေရတဲ့လက်တွေ့ဘဝတွေပါပဲ။ဒီလိုအခြေအနေတွေကြောင့်ရက်စစ်တပ်အလွဲချက်နဲ့ထောက်လွှတ်နေစွမ်းကြားကကွာမှုဟာပုံမကြီးမားလာနေပါတယ်။လက်ရှိရေအားဓာတ်ဘဝတန်းငွေနဲ့အခြားဓာတ်အားထုတ်လုပ်မှုစနစ်တွေဟာတည်ငြိမ်ပြီးအားထားရတဲ့စွမ်းအင်လွှဲချက်ကိုပြည့်စည်ဖို့အတွက်ရုန်းကန်နေရပါတယ်။ဒီအခြေအနေမှာတိုင်းပြည်ရဲ့စီးပွားရေးနဲ့လူမှုဘဝကိုပြန်လည်ထူထောင်နိုင်ဖို့အမှောင်ကိုတွန်းလှန်နိုင်ဖို့အတွက်ဓာတ်ပေးဆက်ရုံအသေးစား power station လိုပုံစံမျိုးတွေအသုံးများလာကြပါတယ်။အိမ်သုံး power station ဆိုတာကစွမ်းအားမြင့်ဘက်ထရီ inverter နဲ့ AC/DC ပလက်ပေါင်းတွေကိုထည့်သွင်းတည်ဆောက်ထားတဲ့တစ်တာငယ်လေးတစ်ခုလိုပါပဲ။ရိုးရှင်းစွာပြောရမယ်ဆိုရင်လျှက်စစ်ဓာတ်အားကိုသူ့ထက်မှအများကြီးသုံးလုံးထားနိုင်ပါတယ်။ကြီးမားတဲ့ power bank လိုပါပဲ။အထက်မှာတိုးလောင်ထားတဲ့ DC ဓာတ်အားကိုအိမ်သုံးပစ္စည်းတွေအတွက်လိုအပ်တဲ့ AC ဓာတ်အားအဖြစ်အလိုအလျောက်ပြောင်းလဲပေးနိုင်ပါတယ်။ဒီဆက်လေးတွေကဘယ်လိုအသုံးဝင်တယ်လဲဆိုရင်မြန်မာနိုင်ငံရဲ့မိပြတောက်မှုတွေမှာအဓိကအားထားရတဲ့စက်ပစ္စည်းဖြစ်ပါတယ်။ပုံမှန်မိလာတဲ့အချိန်မှာအိမ်နေရပလက်ပေါက်ကနေဒါမှမဟုတ်နေုံကြီးစွမ်းအင်သုံးဆိုလာပြားကနေရက်စစ်ဓာတ်အားကိုအရင်ဆုံးတိုးလောင်ထားရပါတယ်။မိပြတ်သွားတဲ့အခါသူ့မှာပါတဲ့ပလက်ပေါက်ကနေတစ်စီဖုန်းတွေကွန်ပျူတာပန်ကာရေကက်တက်တာအစရှိတဲ့အိမ်သုံးပစ္စည်းတွေလိုအပ်တဲ့ရက်စစ်ဓာတ်အားကိုပေးစွမ်းနိုင်ပါတယ်။စူးညံ့နဲ့ထွက်တဲ့စီထက်ရတဲ့ရိုးရာမိဆက်တွေနဲ့မတူပဲဒီ power station တွေဟာအတန်တိတ်အငွေ့အသက်မထွက်တဲ့အတွက်အိမ်တွင်းမှာစိတ်ချလက်ချအသုံးပြုနိုင်ပါတယ်။လက်ရှိမိပြတ်တောက်မှုအခြေအနေကြောင့် power station ဝယ်ယူဖို့စဉ်းစားနေပြီဆိုရင်ဘလို့အချက်တွေကိုကြည့်ပြီးရွေးချယ်တစ်ပါတယ်လေ။ဈေးကွက်ထဲမှာအိမ်သုံး power station အမျိုးအစားစုံလင်စွာရှိနေပါတယ်။မှန်ကန်တဲ့ရွေးချယ်မှုပြုလုပ်နိုင်ဖို့အတွက်အဓိကအချက်လေးချက်ကိုတင်ဆက်ပေးသွားပါမယ်။ power station ရဲ့နှလုံးသားကဘက်ထရီပဲဖြစ်ပါတယ်။အဓိကအားဖြင့်ခေတ်မီ power station တွေမှာLithium ion battery နဲ့ LiPo4 battery ကိုအများဆုံးအသုံးပြုပါတယ်။ Lithium ion battery ရဲ့အားသာချက်ကပေါ့ပါတယ်အရွယ်စားသေးငယ်တယ်။စွမ်းအင်တိတ်တဲ့စားဟာမြင့်မာတယ်။သူ့ရဲ့အားနည်းချက်ကတော့ဈေးပိုကြီးနိုင်ပါတယ်။တက်တန်းက LiPo4 ထက်နည်းပါတယ်။အပူချိန်လွန်ကဲရင်မိလောင်နိုင်ခြေပိုများပါတယ်။ LiPo4 battery ရဲ့အားသာချက်ကအလွန်လုံခြုံစိတ်ချရတယ်။မိလောင်နိုင်ခြေနည်းတယ်။တက်တန်းအလွန်ရှည်လျားတယ်။သူ့ရဲ့အားနည်းချက်ကLithium ion battery ထက်အရွယ်အစားပိုကြီးနိုင်ပါတယ်။ဒါကြောင့်ရေရှည်အတွက်နဲ့ဘေးအန္တရာယ်ကင်းရှင်းဖို့အတွက်ဆိုရင် LiPo4 battery တုံး power station တွေကိုရွေးချယ်တာဟာအကောင်းဆုံးရွေးချယ်မှုဖြစ်ပါတယ်။ power station ထဲက battery ရဲ့ DC ဓာတ်အားကိုကျွန်တော်တို့အိမ်သုံး AC ဓာတ်အားအဖြစ်ပြောင်းပေးဖို့အတွက် inverter လိုအပ်ပါတယ်။ inverter မှာ pure sine wave inverter နဲ့ modified sine wave inverter ဆိုပြီးတော့နှစ်မျိုးရှိပါတယ်။ Pure sine wave inverter ဆိုတာကသူ့ကနေထုတ်ပေးတဲ့ရက်စစ်လှိုင်းကအိမ်မှာသုံးနေတဲ့ EPC မီးလှိုင်းတွေနဲ့အတူတူပဲဖြစ်ပါတယ်။ရေခဲတက်တာကွန်ပျူတာ aircon ပန်ကာစားတဲ့တိကျမှုလိုအပ်တဲ့ electronic ပစ္စည်းများအတွက်လုံးဝအကောင်းဆုံးနဲ့စိတ်ချရဆုံးအမျိုးအစားဖြစ်ပါတယ်။ Modified sine wave inverter ဆိုတာကသူ့ရဲ့လှိုင်းဟာ Pure sine wave inverter ရဲ့လှိုင်းအချိုးအကွေ့တွေနဲ့မတူပါဘူး။သူ့ကိုမီဒီပန်ကာဖုန်းအတွင်းကောင်စားတဲ့ရိုးရှင်းတဲ့ပစ္စည်းတွေအတွက်အဆင်ပြေပေမဲ့ဓာတ်ပိုးကြီးပစ္စည်းတွေနဲ့အသုံးပြုမယ်ဆိုရင်ပစ္စည်းနိုင်ခြေရှိတဲ့အတွက်ရှောင်ရှားသင့်ပါတယ်။ကောင်းမွန်တဲ့ power station အများစုက pure sine wave inverter ကိုသာအသုံးပြုကြပါတယ်။ဒါကြောင့်ဒီအချက်ကိုတေချာစစ်ဆေးပြီးမှဝယ်ယူသင့်ပါတယ်။ power station တွေရဲ့နောက်ကျောမှာဒါမှမဟုတ် space စာရွက်မှာ watt hour ဆိုတာတွေ့ရပါလိမ့်မယ်။ဒါဟာ power station ကတူလောင်ထားနိုင်တဲ့စွမ်းအင်ပမာဏပဲဖြစ်ပါတယ်။ power station တစ်လုံးကိုရွေးချယ်မယ်ဆိုရင်တင်သုံးမဲ့ဝက်ကိုအရင်ရှာရပါတယ်။ဥပမာပန်ကာတစ်လုံးမှာ50ဝက်၊လက်တော့တစ်လုံးမှာ60ဝက်၊ဒေါက်တာတစ်လုံးမှာ10ဝက်။တင်းရဲ့ power station က1000 watt hour ရှိတယ်ဆိုပါစို့တင်သုံးမဲ့ဝက်က120ဝက်ဖြစ်ပါတယ်။ဒါဆိုရင် power station ရဲ့1000 watt hour ကိုကျွန်တော်တို့သုံးမဲ့120ဝက်နဲ့စားရမှာဖြစ်ပါတယ်။ရက်စစ်ဓာတ်အားထုတ်ယူရမှာစွမ်းရည်အနည်းငယ်ဆုံးရှုံးမှုရှိနိုင်ပါတယ်။ပုံမှန်အားဖြင့် power station တစ်လုံးဟာ85%လောက်သာအသုံးဝင်တယ်လို့ယူဆရပါတယ်။
ဒါဆိုရင်ကျွန်တော်တို့85ရာခိုင်နှုန်းနဲ့ထပ်မြောက်ရပါမယ်ဒါကြောင့်တင့်ရဲ့1000 watt hour power station ဟာ120 watt စားတဲ့ပစ္စည်းတွေကို9နာရီကျော်ခန့်ဇက်တိုင်အသုံးပြုနိုင်မယ်လို့ခန့်မှန်းနိုင်ပါတယ်မိမိရဲ့လိုအပ်ချက်နဲ့ကိုက်ညီမဲ့ watt hour ပမာဏကိုဒီနည်းနဲ့တွက်ချက်ရွေးချယ်တက်ပါတယ်ဈေးကွက်ထဲမှာ power station 2မျိုးရှိပါတယ်Export အလုံး branded power station နဲ့ local DIY ကိုယ်တိုင်စင် power station ဆိုပြီးတော့2မျိုးရှိပါတယ် Export အလုံးတွေရဲ့အားသာချက်ကနိုင်ငံတကာအတိအမှတ်ပြု brand များကထုတ်လုပ်ထားတာမို့လုံခြုံစိတ်ချမှုစနစ်အရည်အတွင်းနဲ့အမှတ်ခံ warranty တွေအပြည့်ပါရှိပါတယ်အသုံးပြုရလွယ်ကူပြီးလှပတဲ့ဒီဇိုင်းတွေနဲ့လာပါတယ် local DIY ရဲ့အားသာချက်ကမြန်မာနိုင်ငံမှာကိုယ်တိုင်စက်ပစ္စည်းအဆက်အပိုင်းတစ်ခုချင်းစီကိုစိတ်ကြိုက်ရွေးချယ်တက်ဆင်ခိုင်းလို့ရပါတယ်ဥပမာဖက်ထရီပမာဏကိုကိုလိုချင်တလောက်တိုးခိုင်းတာအင်ဗာတာအကြီးစားထည့်ခိုင်းတာမျိုးလုပ်နိုင်ပါတယ်အနက်ချက်ကလုံခြုံရေးစံနှုန်းကတက်ဆင်သူရဲ့ကျွမ်းကျင်မှုအပေါ်မူတည်ပါတယ်အမခံက brand တွေလိုမခိုင်မာပဲအဆက်အပိုင်းတစ်ခုချင်းစီအတွက်တာပေးနိုင်ပါတယ်တင်းဟာစိတ်ချရပြီးစနစ်တကျရှိတာကိုလိုချင်ရင် brand အလုံးကိုရွေးချယ်ပါစွမ်းအားကိုစိတ်ကြိုက်ကတ်တက်ချင်တယ်ကိုယ်ပိုင် specification လိုချင်တယ်ဒါမှမဟုတ်ကုန်ကျစရိတ်ကိုထိန်းချုပ်ချင်တယ်ဆိုရင်တော့ local DIY ကိုရွေးချယ်နိုင်ပါတယ်မိတ်ဆွေတို့အနေနဲ့ power station တစ်လုံးကိုဝယ်ယူတော့မယ်ဆိုရင်ယခုကျွန်တော်ပြောပြပေးတဲ့အခြေခံအချက်တွေကိုကြည့်ပြီးတော့ရွေးချယ်ဝယ်ယူဖို့အကြံပြုချင်ပါတယ်ကဲဒီလောက်ဆိုရင်တော့ power station ရဲ့အကြောင်းကိုအနည်းနဲ့အများသိခေါက်မိပြီလို့ထင်ပါတယ်ခုလိုမျိုးဗဟုသုတရစရာဗီဒီယိုတွေကိုကြည့်ချင်တယ်ဆိုရင်ကျွန်တော်တို့ရဲ့ channel လေးကို like and subscribe လေးလုပ်သွားပေးဖို့တောင်းဆိုပါတယ်ဒီနေ့ဗီဒီယိုကိုဒီလောက်နဲ့ပဲအဆုံးသတ်လိုက်ပါတယ်ကျွန်တော်ကတော့အစီအစဉ်တင်ဆက်သူကိုဟိန်းပဲဖြစ်ပါတယ်